အားလုံးပဲမင်္ဂလာပါရှင်။9မိနစ်မြန်မာစာ channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့စာလုံးနဲ့စာလိမ်အတန်တွေပြဿနာပဲဖြစ်ပါတယ်။တိုးတက်လာတဲ့ခရီးစီကြောင်းတဲ့နေ့စဉ်နဲ့မျှသုံးဆွဲနေကြရတဲ့ဘာသာစကားဆိုတဲ့သုံးဆောင်တစ်ခုမျောပါအစီအစဉ်ရမှာသုံးဆွဲသူတွေအနေနဲ့အထူးတလဲသတိပြုတင်တာကအတန်တွေမှန်ကန်ဖို့ကအရေးကြီးတယ်ဆိုတာပါ။ဘာကြောင့်လဲဆိုတော့အတန်တွေမှာရင်ပြောလိုတဲ့အဓိပ္ပာယ်လွဲမှားသွားတတ်လို့ရှိတဲ့ခါလေမှားနေတဲ့အတန်တွေတိုင်းရှိမိရင်စလုံးမောင်းသက်ပုံလွဲမှာပြီးအတိတ်ပဲပါလွဲမှာသွားစီတတ်လို့ပါစကားပဲပြောပြောစာပဲဆိုဆိုကြပြပဲရွရွအတန်တွက်မှန်ကန်ဖို့ကလည်းလိုအပ်ပါတယ်အဲ့ဒီလိုမှန်ကန်မှသာအနက်မှန်ကိုသိရှိပြီးလူရင်းကိုရောက်စီနိုင်လို့ပါပဲဒီတော့ဘာသာစကားတစ်ခုဖြစ်တဲ့မြန်မာစကားကိုပြောဆိုသုံးဆွဲရမှာလေအတန်တွက်မှန်ကန်ပြီးသားစီဖို့လေ့ကျင့်ထားသင့်ပါတယ်ဒီကနေ့ခေတ်မှာကြားနေကြုံနေရတဲ့အတန်တွက်ပြဿနာတွေတဲ့မြန်မာပြည်တန်နှစ်ခုဖြစ်တဲ့စာတန်နဲ့စာတန်ဟာအထူးတလဲပါဝင်လာပါတယ်သူတို့ဟာမြန်မာပြည်အခရာ33လုံးတွေကစာလုံးနဲ့စာလိမ်အဖြစ်အရေးအခရာခွဲပြားတာကိုမြန်မာမှန်ရင်မသိသူမရှိကြပြီမယ်ပြောတဲ့အခါစာတန်နဲ့စာတန်မကွဲပြားတာကြောင့်ရေးတဲ့အခါမှာလေအခရာမှာယွင်ပြီးအတိတ်ပဲမှာယွင်မှုတွေပါဖြစ်လာတယ်ဘာသာစကားဆိုင်ရာပြဿနာတရားရေးပါဘာသာစကားတိုင်းမှာအဓိကကြပြီးအခြေခံဖြစ်တဲ့ပြည်တန်နဲ့သရတန်ဆိုတဲ့စကားတန်စိတ်ပိုင်းနှစ်ခုရှိပြီးစကားတန်တွေရဲ့အရင်ကံဖြစ်တာကြောင့်တန်ရင်လို့လည်းခေါ်ကြပါတယ်ဆရာကြီးဦးရွှေတင်ရဲ့တရဗေဒအခြေခံစာတမ်းမှာပြည်တန်တဲ့တရတန်ကွဲပြားပုံကိုအခုလိုဖော်ပြထားပါတယ်။ပြည်သည်တရနှင့်မတူသောအတန်မျိုးဖြစ်၏။တရနှင့်မတူဟုဆိုရ၌အဓိကနှစ်ချက်ရှိ၏။တရများကိုရွတ်ဆိုရ၌တာမန်အားဖြင့်အတန်ကျူများလှုပ်ခါကြ၏။ပြည်များကိုရွတ်ဆိုရတွင်မူလှုပ်ခါသည့်ခါလည်းရှိ၏။မလှုပ်ခါသည့်ခါလည်းရှိ၏။ဤကပထမအချက်သည်ထို့ပြင်တရများကိုရွတ်ဆိုရ၌ဂရွင်းဝယ်အတားအဆီးမရှိတော့လေ။ပြည်များကိုရွတ်ဆိုရတွင်မူအတားအဆီးရှိ၏။ဤကဒုတိယအချက်တည်းဆိုလိုတာကတော့ပြည်တန်တွေထွက်ဖို့အစုပ်ကထုတ်လိုက်တဲ့လေကိုဂရင်းတွေကစကတန်ပြည်အင်္ဂါစိတ်ပိုင်းတွေကတားဆီးရင်တားဆီးလိုက်တဲ့နေရာမှာပြည်တန်ထွက်လာတာကြောင့်ထန်လို့သတ်မှတ်ခေါ်ဝေါ်ကြပါတယ်